ဏှာကိုတော်မြတ်တဏှာကိုသိအောင်သတ်တောင်းတွင်လည်းမြင့်မို့မြင့်တော်လည်းသူတို့ဂုံရှိရာဆိုခဲ့မိဂုံရှိရာဆိုခဲ့မိမြင့်မို့ကိုပုံပြုလို့ကုသိုလ်ကိုများအောင်စုကောင်းမှုကိုလည်းများအောင်ကြံတတ္တဝါကောင်းမကောင်းကြောင်းကံကသာစီမံတော်သည်ကံသာလည်းမိကံသာလည်းဘာဆိုတာကတော့လောကစကားဉာဏ်သာလည်းမိဉာဏ်သာလည်းဖတ်ဆိုတာကတော့ဂေါရမရှင်တော်မြတ်ဖရာရဲ့တရားဟောပြလို့ထားခဲ့တာကဟန္တဒဏိဘိက္ခုယမန္တယမိဝောဝေယဓမ္မသင်္ခါရအပမရိဏတံပါရိထာဘိက္ခုစပနတဲ့ချက်သားမြတ်တို့ဟန္တတတော်80ဝါ45မယမနာပဲတရားရည်မြိုက်စီကိုတိုက်ကြွေးတော်မူခဲ့ရသဖြင့်ခန္ဓာတော်ရင်နှွမ်း၍ငါကိုယ်တော်ရှင်မြတ်တကယ်ပင်ပင်ပန်းခဲ့ရလေပြီဒါနိဒာနိယခုခါကာလ၌ဝါကောတိနံယုံပြမျိုးဆုံးသည်ယကုံတမောအင်းရင်တော်ဝဲမြောက်သို့အုပ်ခေါင်းပြုကာထီပေါင်းချမ်းရန်နနိဗ္ဗာန်သို့ဝင်းစမိဆဲဆဲချိန်ခါတဲ့၌ဝေါရင်သူယရဏသာတဲ့လျာဟုကရုဏာတထသင်္ချေသားတို့အားအမတယမိတတိတရားတိမမာရအောင်လို့ထင်ထင်ရှားရှားကြီးမိကြတော်မူခဲ့ပါသင်္ခါရအစင်ထာဝရပင်မှာကြပြန်တော့ခင်မင်းစရာတဇက်ကမှမရှိပါတဲ့ဒီဓမ္မယုံပိသင်္ခါရဥပါရဏခန္ဓာတရားတို့သည်ဝေယဓမ္မပစ္စည်းရင်သဘောရှိကြပါပဲကိုကြီးဝေယဓမ္မလက္ခဏာရဲ့နဲ့အဖြစ်ကလည်းမစဲပြက်ကလည်းမစဲနိုင်တာမို့ထိတ်ဆင်းရတမြဝိဇ္ဇာကစတာကြောင့်ဟေးယောဂီတို့ရေစိတ်သာချရပြီတော့အနိစ္စဝတ္တတို့ဘာရကဒုက္ခဝတ္တတို့ဘာရကအနတ္တဝတ္တတို့ဘာရကအပမဒိနာမမိတ်မလျောမပေါ့မဆမြင်းမြင်တဲ့တတိတရားနဲ့တမ္ပါရိတာကိုစီကိုငါပြည့်စုံကြပါကုန်လောတမ္ပါရိတာမြင်ရမှလည်းမမိတ်နဲ့ကြားရမှလည်းမမိတ်နဲ့စားရမှလည်းမမိတ်နဲ့သွားရမှလည်းမမိတ်နဲ့နာရမှလည်းမမိတ်နဲ့ထိရတွေ့ရသိရတော့မှလည်းမမိတ်လိုက်ကြပါနဲ့မိတဲ့ဝါဒနာတွေကိုမိတဲ့ဝါဒနာတွေကိုတနည်းမကြမ်းမကြာတတိထုံးကြပေကုန်တော့ဟောဒီကနေ့ဓမ္မစရိထေရဝါဒပရိယတ္တိသာသနာတွင်25ကြိမ်မြောက်ကတိန်သင်္ကန်းဆက်ကလှူဒန်းကြကုန်သောဖခင်ကြီးဥသန်းလွင်မိခင်ကြီးတော်ရေးစိန်သားကိုညီညီလွင်ကိုစောစောလွင်ကိုကြော်ကြော်လွင်တို့နှင့်တကွာတရားနာယူကြကုန်သောတရားနာပိဋကပေါင်းသူတော်ကောင်းတို့သည်အပမရခေါ်တဲ့သူတော်ကောင်းတရားကိုလက်ကင်ထားနိုင်ကြပါစေကုန်တော့တည်း